အဲ့ဆိုဒါလေးတစ်ချက်ပြန်ကြည့်မယ်ဒီဘက်မှာအသေးပုံလေးကိုထောက်ထားမယ်အသေးပုံလေးထောက်ထားပြီးတော့ဘိုးပြန်ဥဒီခုပေါင်းပုံလေးလွတ်လိုက်မယ်ဒါမှမဟုတ်ဆိုလို့ရှိရင်ဒီမှာဒီနေ့ join ရီရလုံးလို့မျက်ရည်တွေတောင်ကြာနေအတင်းရီပြီးတော့မျက်ရည်တွေပါထွက်နေစကားဟာသာကအရန်ကောင်းနေ you တစ်ချက်ဒီဘက်မှာမွေးနေ့ဒီနေ့ငါ့ရဲ့မွေးနေ့ Today is my birthday Today is my birthday အာဒီနေ့ငါမွေးနေ့ What's your present လက်ဆောင်လေးမင်းကငါ့ကိုဘာလက်ဆောင်ပေးမှာလဲဒီမှာလက်ဆောင်ပုံလေးတက်သွားပြီအော် here ဒီပုံလေးတွေမကြိုက်ဘူးနောက်ထပ်ပိုယူခြင်းတယ်ဆိုရင်ဒီအဆက်လေး၃ပြောက်ကိုနှိပ်မယ်ဆက်လေး၃ပြောက်မှာဒီမှာပုံနေအများကြီးပါတယ်အာဒီနေ့ပျော်စရာကောင်းတယ်ဒီမှာ clap လက်ခုပ်လေးတီးမယ်လက်ခုပ်တီးတဲ့ပုံလေးပေါ်လာတယ်နောက်ကျတော့မေးစရာမေးခွန်းရှိတယ်ဒီအောက်လေးမှာ raise hand လေးကိုနှိပ်လိုက်မယ်တစ်ချက်လေးနှိပ်လိုက် raise hand ဗာလဲလက်လေးထောင်ထားတယ်အဲ့လက်လေးထောင်ထားတာကိုပြန်ချမယ်ဆိုရင်ဗာလဲဒီဟာလေးကိုနောက်တစ်ချက်ထပ်နှိပ်လိုက် lower hand အဲ့ဆိုရင်လက်ချသွားပြီနောက်ထပ်တစ်ခုဒီမှာဒါဘာပုံနေအများကြီးလိုချင်သေးလဲထဲမှာဘာပုံလေးကောင်းလဲထဲမှာဘာပုံလေးကောင်းလဲ fruits အသီးပုံလေးလား fruits fruits အသီးပုံလေးကောင်းလားဒီထဲမှာအသီးလေးတွေပါလား อืม yeah ไปပါတယ် where is that ဘယ်မှာလဲ where is that ဘယ်မှာလဲ where is that where are the นี่ fruits ဒီမှာထိတ်နေအဲ့ရဘောက၃ယောက်တည်းအောက်ကိုသွားလိုက်လို့ရှိရင်အဲ့မှာတီးတယ်ဟုတ်လား okay ဟုတ် let's see okay အပေါ်အအဘောကပေါ်ရင်၃မှာယောက်လို့ဘောသုံးမြောက်ထဲမှာအုအောက်ကိုပ်သွားလိုက်ရင်အောက်အပေါ်ကိုနည်းနည်းအောလေးက်လန်လိုက်အသီးတွေ ဟုတ် okay အော်ဒီမှာအသီးတွေ so ဟုတ် which fruit do you like ဘယ်အသီးစားခြင်းလဲ which fruit do you like to eat ဘယ်အလေးစားခြင်းလဲ okay yeah this one apple လေးကိုနှိပ်လိုက်မယ်အဲဆိုရင်ဗာလဲ apple လေးတက်သွားပြီ apple လေးတက်သွားပြီအဲဆိုရင်ကိုကမေးစရာရှိတယ်ဆိုရင်ဒီဘက်မှာ raise hand လုပ်လို့ရတယ်လက်ထောင်ထားလို့ရတယ်မေးစရာပြီးသွားပြီဆိုရင် lower hand လက်လေးပြန်ချလို့ရတယ် okay look at here ဒီမှာကြည့်မယ်ကလေးလေးကဗာလဲ love left သူပျော်နေတယ်တဲ့ love ဒါလေးပေးထားတယ်ဟာဟာ so it's funny ပျော်စရာကောင်းတယ်လို့ပြောထားတယ် and this one here she's sad သူမဝမ်းနေတယ်လို့ပြောတယ် here love ဒီမှာသူမကြောင်လေးကိုချစ်တယ်လို့ပြောတယ် so ဒီမှာကလေးလေးရဲ့ပုံပါတယ်အဲဆိုရင်ကိုပြောချင်တဲ့ဟာလေးတွေကိုကိုပြောချင်တာလေးတွေကိုအသေးပုံလေးတွေထောက်ပြီးတော့အသေးပုံလေးတွေအသေးပုံလေးတွေထောက်ပြီးတော့အသေးပုံလေးတွေပေးလို့ရတယ် this one here ဒီမှာဆိုလို့ရှိရင်ကလေးလေးတွေကဘာတွေပေးထားလဲ thumb up လက်မြောက်တာလေးတွေလက်မြောက်တာ okay ငါနားလေတယ် I got it ငါနားလေတယ်ဒီဘက်မှာလက်လေးမြောက်ထားတယ် oh I love it do you love watermelon ကြိုက်လား I love it ငါကြိုက်တယ်ဒီဘက်မှာအသေးပုံလေးနဲ့ကြိုက်တဲ့အကြောင်းပြောထားတယ် oh it's very funny ရည်စရာကောင်းလိုက်တာအတင်းရည်ပြီးတော့သူကမျက်ရည်တွေပါထွက်လာတယ် it's funny and today is my birthday ဒီနေ့ငါရဲ့မွေးနေ့ today is my birthday ငါရဲ့မွေးနေ့ဒီမှာမွေးနေ့ပုံလေးတင်ထားတယ် and this clef လက်ခုပ်လေးတီးတယ်အေးအတန်းပြီးပြီးသွားပြီထမင်းစားလို့ရပြီလက်ခုပ်လေးတီး oh so here is a teacher so she is a teacher ဒီ so teacher ကစာရေးသင်တယ်ကလေးတွေက raise their hand they give love အသေးပုံ reaction လေးတွေပေးတယ် raise hand သတ်မှတ်လက်မထောင်တာလေးတွေပေးတယ် clap hand လက်ခုပ်တီးတဲ့ reaction လေးတွေပေးတယ် and birthday party မွေးနေ့ပွဲ party လေးတွေကိုကြိုက်တာလေးတွေနှိပ်လို့ရတယ် okay နောက်ထပ်တစ်ခု
So this one here, how do you do? Lolo dale. So this is she is a girl. He is a boy. One. He is a boy. And he is a, Why? yes, that's great. And she is a Yeah. girl. Yes, that's great. And she is a, Yeah. she's a, Yeah. yes, yes, she's a girl. She is a girl. And she's a girl. So this girl, she, tamaf. Okay, I know the lesson. သင်ခန်းစာတွေငါသိတယ် tamaf လက်လေးထောင်လိုက်တယ် I know the lesson. So this one here, haha, H A H A haha haha reaction လေးပြလိုက်တာဘာတော့ Oh it's funny ဒါပျော်စရာကောင်းလိုက်တာ haha ဘာလဲသူကရည်နေတယ် So this one here I can do it I can do it ငါလုပ်တတ်တယ်သင်ခန်းစာတွေကအရန်လွယ်တာပဲ I can do it I can do it ငါလုပ်တတ်တယ် Tamaf I can do it and this one here wow the game is very interesting so I'm playing Mobile Legend Mobile Legend ဆော့နေတယ် Oh game မှာနိုင်သွားတယ် We raise our hand. We raise our hand. Oh, the game is very good. It's very good. We raise the hand. So this one here, the boy raise the hand and shouts aloud. Open the mouth. Open the mouth. Open the mouth and then shout aloud and raise the hand. လက်ကြီးတွေအများကြီးမြင်လိုက်တယ်။လက်ကြီးအများကြီးမြင်လိုက်တယ်။အမြင်ကြီးမြင်တယ် and open the mouth ပါးစပ်ကြီးဖွင့်လိုက်တယ်။နောက်ကြပါလဲ shout aloud အသံကျယ်ကြီးអော်လိုက်တယ်။ Oh, the game is very interesting. I win. I win. ငါနိုင်သွားပြီ။ game ကိုနိုင်သွားပြီဆိုပြီးတော့သူကလက်တွေမြောက်လိုက်တယ်။ And this one here. Yes, I got it. I got it. ရတယ်ငါနားလေတယ်။ And this one here, Tamaf. သင်ခန်းစာပြီးပြီလား Finish the lesson. ကလေးသင်ခန်းစာပြီးပြီလား Yes, I finished. So she, Tamaf. She, Tamaf. And this one here, okay, I got it. I loaded it, okay. And this one here, yes, I can do it. I can do it. I loaded it. And this picture, what she said. ဒီထဲမှာ तू ကဘယ်လိုပြောလိုက်တာလဲဒီထဲမှာဘယ်လိုပြောလိုက်တာလဲဒီကောင်မလေးကဘယ်လိုပြောလဲ လုံနိုင်နေ I can Do I can do it. it. How does she said? သူမဘယ်လိုပြောလိုက်တာလဲ I can do it. I can do it. Yes. ဘယ်လိုပြောလိုက်တာလဲဆိုတော့ I can do it. I လုပ်နိုင်တယ်လို့ပြောလိုက်တာ I can do it. Okay, this one here, we have to raise our finger. That is one finger. This is one finger. Number one. One finger. And this is two two fingers. Yeah, and three fingers, and finger, four fingers, four finger, and five fingers, 5 finger, and six, 6 finger, 7, 8, 9, 8, 10. 9, So this one here, 1, 2, 3, 4, 5, 6, 7, 8, 7, 9, 10. Okay, I can do it. I can count. ရေတွက်နိုင်တယ် count ရေတွက်နိုင်တယ် C O U N A T count ငါရေတွက်နိုင်တယ်ဘာတွေရည်နိုင်တာလဲ one I can count 1 I can count 2 I can count 3 I can count 4 I can count 4, 1 5, 2 3 4 5 I can count 1 2 3 4 5 1 ကနေ 5 5. ထိငါရည်တွက်နိုင်တယ် Okay this one here oh so when do you get up this one here when do you get up and when do you sleep and when do you sleep and when do you wake up when do you wake up
Okay, picture 1, picture 2, picture 3, picture 4. four. Picture 1, picture 1. So it is in the morning, and then the clock ring. What's that sound? There's alarm from the clock. Clock alarm. Oh, it's time to wake up. It's time to wake up, and she wake up. So when do you wake up? Tell her name. When do you wake up? ဘယ်ချိန်မှထားရလဲ I wake 6 up. နာရီ6နာရီ What time is 6 this? o'clock 6 o'clock. Yes, that's great. That's great. I wake up at 6 o'clock. 6 o'clock. Okay. So this one here, picture 2. Picture 2. When do you sleep? When do you sleep? When do you sleep? 9နာရီ 9 9နာ o'clock. ရီ 9? 9 o'clock. 9 o'clock Yes. Yes, I sleep. I sleep at 9 o'clock. I sleep at 9 o'clock. And this one here. So I sleep at 9. So when do you wake up? When do you wake up? I wake up at. When do you wake up here? Picture 4. When do you wake up? 7, 8, 9, 10. When do you wake up? 7 o'clock 7 o'clock. Yes, that's great. So I wake up at 7 o'clock. So me, as for me, I wake up at 8 o'clock. 7 I wake up at 8 o'clock. And you wake up. You wake up 7 o'clock. And I wake up 8 o'clock. Yes, that's great. Okay, look at here. So this one here. So the boy is sleepy here. The baby is he's sleepy. He's sleepy, and it is 7 o'clock. And this o'clock is 5 minutes, 5 minutes, 10 minutes. So what time is this? What time is this? That is 6, 9နာရီ 6, 9နာရီ6 50. Is it true? 6:50. 50 6, 50 6, 5, T 0. 650, 650 or how many minutes? 9 နာရီထိုးဖို့ဘယ်နှမိနစ်လိုမှလဲ 10 minutes Yes. So how do you say it? 10 minutes to 10 minutes to 7. ခုံကိုရောက်သွားပြီလားခုံကိုရောက်သွားပြီလား9နာရီထိုးသွားပြီလား ထိုးသေးဘူး မထိုးသေးဘူး9နာရီဒီ မထိုးသေးဘူး ဒီ9နာရီကိုထိုးနေပြီလား9နာရီထိုးနေပြီလား မထိုး 9နာ သေး ရီမ ဘူး ထိုးသေး9နာရီထိုးရင်9နာရီထိုးရင်ဆိုပါတော့ TO2 TO2 ဘယ်နှမိနစ်လိုတာတော့10မိနစ် 10 10မိနစ် minutes အဲ့ကျတော့10မိနစ်ကိုရှေ့ကနေစပြောမယ်ဘယ်လိုပြောမှလဲ10 minutes 10 minutes to 7 9နာရီထိုးရင်10 minutes to 7 9နာရီထိုးရင်အဲ့အတွက်10 minutes 7 minutes လိုမယ် 10 minutes to 7 so you can say ဘယ်လိုပြောလို့ရလဲ6:50 6နာရီထိုးပြီးလို့ 6နာရီထိုးပြီးလို့မိနစ်50မိနစ်50ဆိုတော့ပါတော့50 so 50 so 6:50 6:50 6:50 6နာရီ50လို့6နာရီ50လို့ပြောလို့လည်းရတယ်အဲ့လိုမပြောချင်ပါလေ9နာရီထိုးဖို့7 o'clock 9နာရီထိုးဖို့7မိနစ်အလိုဆိုရင်10 to 7လို့ပြောလို့လေ yes 10 to 7လို့ပြောလို့လည်းရတယ်9နာရီထိုးဖို့7မိနစ်အလို10 to 7 or 6:50 6 5 0
6 6 5 5 0 6:50 6:50မှာ6နာရီ50မှာဒီကလေးလေးက the boy is playing football the boy is playing football or the boy is cooking or the boy is sleepy what do you think sleeping yes that's great who is sleepy Tandy is sleepy or Jiao is sleepy who do you think who is sleepy the boy is sleeping ဘယ်သူကအိတ်နေတာလဲ so Tandy ကအိတ်တာလား Tandy ကအိတ်နေတာလားကြောက်ကြောကအိတ်တာလားဘယ်သူအိတ်တာလဲအိတ်နေတာဘယ်သူတော့ the boy The boy အိနေရ yeah the boy is sleepy yes okay this one here သူမက she's happy သူမပြောနေရလား happy ပြောနေရလား or she's sad crying ငိုနေရလား she's crying or she's sleepy so she's sleepy what do you think so she's happy or she's crying or she's sleepy what do you think she she is is sleeping yes fantastic she is sleepy she is sleepy okay so draw a line here 7:30 this is 7:30 and this is 10 o'clock so which one is 10 o'clock draw a line which one this one or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  this one so which one is 10 o'clock draw a line here so 15နာရီတဲ့စနစ်ကျော်သွားလို့ရှိရင်ဘယ်လိုတွက်လို့ရလဲစနစ်ကျော်သွားရင်73 14 15 16 19 15နာရီဆိုတော့ဘယ်နှစ်နာရီလို့ထင်လဲ blue အဲ့ဆိုရင် 3 နာရီ 3နာရီ okay that's great 15နာရီဆို3နာရီ so draw a line here ဒီမှာ line လေးဆွဲမယ်ဘယ်ဟာက15နာရီလဲဘယ်ဟာ15နာရီလဲ ဒီဟာ15နာရီ okay yes that's great okay that is great 15 and then so this one here 1:13:45 73နာရီတဲ့12နာရီကနေကြော်လိုက်တော့ပါတော့73နာရီအဲ့ဆိုပါလေနေကင်း1နာရီ so ညအိတ်သွားပြီညအိတ်သွားတာ12နာရီည1နာရီထိုးပြီ2နာရီ3နာရီ4နာရီ5နာရီ6နာရီမနေ့6နာရီရောက်လို့ရှင်6နာရီရောက်ရင်ပါတော့မနေ့ခင်းကျတော့နေထွက်လာပြီ9နာရီ10နာရီ9နာရီကျတော့ကိုကြောင်းသွားပြီ10နာရီ17နာရီ12နာရီနေ့လည်စာဆင်းပြီ12နာရီပြီးတော့ပါ73နာရီ73နာရီဆိုတော့ပါတော့နေ့လည်စနစ်ကျော်ပြီလို့1နာရီ73နာရီကြာပါ1နာရီမှာကြောင်းတက်တယ်14နာရီနေကင်း2နာရီကျတော့ပါလဲစတင်တယ်15နာရီညနေ3နာရီကျတော့ကြောင်းဆင်းတယ်16နာရီညနေ4နာရီကျတော့အိမ်ကိုပြန်ရောက်တယ်အဲ့ဒါဆိုလို့ရှိရင် this one here 13နဲ့73နာရီတဲ့73နာရီဆိုတော့ဘယ်တစ်ခုဖြစ်မှာလဲ so this one ဒီတစ်ခုလား this one ဒီတစ်ခုလား this one တရားလား or this one ဒီတစ်ခုလား or this one ဒီတစ်ခုလားဘယ်ဟာလေးဖြစ်မှာလဲ so which one is the team drop a line line လေးဆွဲမယ် so which one is yes which one ဘယ်တစ်ခုလဲ 1:45 1:45 13:45 73နာရီ45မိနစ်လို့ပဲပြော
1:45 တနာရီ45မိနစ်လို့ပဲပြောရတယ်အဲ့ကြဘယ်တစ်ခုဖြစ်မှာလဲ which one do you think think စဉ်းစားကြည့်ကိုယ်စဉ်းစားကြည့်မယ်ဘယ်ဟာဖြစ်မှာလဲ 1:45 yes that's great that is 1:45 and then this is 5:15 which one is 5:15 5:15 which one do you think so drop a line ကြောက်ကြော so which one do you think 5:15 so drop a line Nice. which one လိုင်းလေးဆွဲမယ်မြင်းဆက်ဒါလေးကိုဘယ်နဲ့သွားဆက်မှာလဲ so this one Bộ đó à? this one or this one okay so this is 5:15 yes great and this is 10 o'clock so which one do you think 10 o'clock ဒီဟာလေးကိုဘယ်မှာဆွဲမှာလဲ so drop a line here yes which one do you think okay yes that is 10 o'clock that is 10 o'clock that's great okay oh so this one here this is 1 o'clock 2 o'clock 3 o'clock and read it what is this 4 o'clock. yes that's great 4 o'clock great and this is This is 5 o'clock. 5 o'clock this is what time is this what time is this 8 o'clock. yes and this is 7 o'clock. and this is 8 o'clock. and this is 9 o'clock this is 10 o'clock this is 11 o'clock and this is 12 o'clock okay so this one here 7 o'clock. this one here this is 5 minutes 10 minutes 12 15 minutes 20 minutes 25 minutes 30 minutes 35 minutes 40 minutes 45 minutes 50 minutes 55 minutes 60 minutes so 5 10 15 20 25 30 35 40 45 50 55 60 so how many 60 minutes so how many minutes are there in an hour in an hour how many minutes do you think 60 minutes. yes that's great 60 minutes 60 minutes မိနစ်60တနာရီမှာမိနစ်60ရှိမယ်ဒီကနေဒီထိတစ်စိတ် 10 minutes. ဒီကနေဒီထိတစ်စိတ်ဒီကနေဒီထိတစ်စိတ်ဒီကနေဒီထိတစ်စိတ်လေးစိတ်ချမ်းလိုက်မယ်လေးစိတ်ချမ်းလိုက်ရင် number 1 and number 2 and number 3 and number 4လေးစိတ်တစ်စိတ်မှာဘယ်နှမိနစ်ရှိမှလဲ how many minutes do you think Same. 5 10 15 5 10 15 5 10 15 5 10 15 so how many minutes တစ်စိတ်မှာဘယ်နှမိနစ်လဲ 5 minutes. တစ်စိတ်မှာဘယ်နှမိနစ်ရှိမှလဲ Minute. စနစ်ကနေ1ထိကို5မိနစ်1ကနေ2ထိကို5မိနစ်2ကနေ3ထိကို5မိနစ်5မိနစ်3ခုပေါင်းလိုက်တော့ how many minutes do you think Minutes. how many minutes do you think 5 5 5 another 5 5 5 5 5 5 3ခုပေါင်းလိုက်တော့ဘယ်နှမိနစ်လဲ
15 minutes. 15 minutes. 15 minutes. Yes, that's great. 15 minute, 15 minute, 15 minute, 15 15 minutes. minute, 15 minute. So this one here 15 minute, 15 minute. 15 minute ကို15 minute လို့မခေါ်ဘူး15 minute လို့မခေါ်ဘူးဘယ်လိုခေါ်မှာလဲ a quarter လို့ခေါ်မယ် Q U A R T E R quarter လေးပုံတစ်ပုံလို့ခေါ်မယ်နိုင်ကိုနှစ်ချမ်းချမ်းလိုက်နောက်ထပ်နှစ်ချမ်းချမ်းလိုက်အဲ့ကြတော့ဗာလဲတစ်ချမ်းနှစ်ချမ်းသုံးချမ်းလေးချမ်းလေးချမ်းချမ်းလိုက်လို့တစ်ချမ်းက15 မိနစ်နောက်တစ်ချမ်းက15 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 မိနစ်အဲ့လိုတစ်ချမ်းကိုတစ်စိတ်ကိုဘယ်လိုခေါ်မှာတော့ quarter လို့ခေါ်မှာ Q U A R T E R quarter okay so repeat it how do you say it Q U A R T E R quarters quarter read it okay ကြောက်ကြော can you read it Q U A R R T T E R. E R quarter okay so ကြောက်ကြော read it Q U A R T E R quarter quarter ဆိုတာလေးပုံပုံရင်ဘယ်နှပုံနော် Double. တစ်ပုံ yes ဘယ်လိုတစ်ပုံနော်ဒီမှာတစ်ပုံ တစ်ပုံဒီမှာတစ်ပုံဒီမှာတစ်ပုံလေးပုံပုံရင်တစ်ပုံကိုဘယ်လိုခေါ်ရလဲ how do you say it Label. Quarter. yes Quarter. great. Quarter how do you spell it ဘယ်လိုစလုံးပေါင်းတာလဲ spell it Q U A R T E R quarter Q U A R T E R quarter okay so this one we call quarter Q U A R T E R quarter Q U A R T E R quarter တစ်ခုမှာ15 မိနစ်နောက်ထပ် quarter တစ်ခုမှာ15 မိနစ်အဲ့ဒါဆိုဒီမှာဒီကနေဒီထိကိုတစ်စိတ်ဒီကနေဒီထိကိုတစ်စိတ်မှာ15 မိနစ်တစ်စိတ်မှာ15 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 မိနစ်နှစ်စိတ်ပေါင်းလိုက်မယ်နှစ်စိတ်ပေါင်းလိုက်ရင်မိနစ်ဘယ်လောက်တုံးမိနစ်နှစ်စိတ်ပေါင်းလိုက်မိနစ်30ဆိုတော့ကျတော့ဒီကနေဒီထိ5 10 15 20 25 30ဆိုတော့ဘယ်ထိရောက်သွားတာတော့ဒီကနေတဝက်ချမ်းလိုက်30ဆိုတော့တဝက်ချမ်းလိုက်ရင်ဒီဘက်ထိရောက်သွားတာဟုတ်လားဒီထိရောက်သွားတာအဲ့ကြတော့ဘာတော့တဝက်ကိုတဝက်လို့မခေါ်ဘူး how do we say it ဘယ်လိုခေါ်မှာလဲ half တဝက် H A L F half so quarter Q U A R T E R quarter H A L F half so quarter is 15 minutes half half is 30 minutes so a quarter is 15 minutes a quarter is 15 minutes half half is 30 minutes so half is 30 minutes quarter is 15 minutes quarter ကဘယ်နှမိနစ်လဲ 15 minutes. 15 minutes yes that's great okay so can you write here ဒီပေါ်မှာလာရေးမယ် a quarter how many minutes is that in a quarter how many minutes in a quarter okay write it ဒီပေါ်မှာရေးကြည့်မယ် how many minutes in a quarter Q U A R T E R quarter how many minutes is that in a quarterမှာ minutes ဘယ်နှခုရှိလဲရေးမယ်ဒီပေါ်မှာဘာလေးရေးမှာလဲ30လား100လား120လားဘာရေးမှာလဲဒီပေါ်မှာစာရေးလို့ရတယ် okay ဒီပေါ်မှာစာရေးမယ်ဘယ်လိုရေးမှာတော့ how many minutes in a quarter
quarter မှာဘယ်နှမိနစ်ရှိတာလဲဘယ်လောက်ရေးမှာလဲ Okay, 15 1. မိနစ် Yes, that's great. 1 5. 1 5. 15 5 minutes. Okay, so half. How many minutes and a half? HA and a half. This one here, HA and L half. How many minutes and a half? Write it. How many minutes and a half? 30 In a half. Okay, 30. That's great. That's great. ဒီဘက်ကတစ်ချမ်းနှစ်ချမ်းပေါင်းလိုက်တော့ဘာဖြစ်သွားပြီတော့တဝက်ဆိုတော့ကျတော့တနာရီမှာ60တနာရီမှာ60တဝက်ဆိုတော့ဘာလို့ တော့ 30တဝက်ဆိုတော့30အဲ့ကြပါလေ30 30မိနစ် Okay, so repeat it. Quarter. 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 Read it. Quarter. Quarter. Read it. Q. Hello? Hey, yo. စာသင်နေတာ ဟုတ်တယ် Okay, so this one here, quarter. Repeat it. Quarter. Quarter. Read it. Quarter. Quarter. Read it. QUART ခွာတာ Okay, now let it go. QUART ခွာတာ Okay, read it again. QUART ခွာတာ Read it again. Read it. QUART ခွာတာ Okay, read it again. QUART ခွာတာ Yes, that's great. Okay, quarter and half. HALF, half. So half is 30 minutes. 30 minutes. HALF, half. Okay, repeat it. Can you repeat that again and read it? HALF, half. and a half. and a half. half. So read it. Read it. Read it. half AGMF HAL half. HALF half HA. HALF 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 Yes, that's great. That's great. Okay. Okay, now we'll do the matching again. So what time is this? So we'll draw a line. This is 2:40. So which one is 2:40? 240 2:40. This is 2:40. And 18:05.
စနစ်ကနေရည်ကြည့်မယ်73 14 15 16 73 14 15 16ဆိုတော့ဘယ်နှစ်နာရီထိုးသွားတာတော့12နာရီကိုကြော်ပြီးတော့ရည်ကြည့်လိုက်73 14 15 16ဆိုတော့6နာရီဟုတ်လား တိုင်း 6 က နာရီ မီနစ် 18:05 6နာရီ5မိနစ် so which one is 6နာရီ5မိနစ်ဘယ်ဟာလဲ this is 6နိုင်မိနစ်က yes this one okay and then 11 o'clock so draw a line here line လေးဆွဲမယ်11:30 which one is 11:30 11:30 okay that's great and then 16:05 which one is 16:05 16 16:05 this one which one is 16:05 yeah 16:05 4နာရီ5မိနစ် 16:05 and then 14နာရီ12နာရီကျော်တော့ကြာ13နာရီ14နာရီ14နာရီဆိုပါတော့2နာရီ40 2နာရီ40ကဘယ်တစ်ခုလဲ which one ဘယ်တစ်ခုလဲ 2:40 yes that's great 2:40 and 6:05 which one is 6:05 6:05 6:05 which one is 6:05 drop a line here yes that's great okay 6:05 and then 16:05 which one is 16:05 16:05 which one is 16:05 ဒါလေးကဘယ်နှစ်နာရီလဲ16နာရီ5မိနစ်ဆိုတော့ဘာတော့12 13 14 15 16 4နာရီကျော်သွားတာဟုတ်တယ် 16:05 okay and then 23:30 23နာရီတဲ့23နာရီဆိုတော့ကြာ7ကနေကျော်ရည်ကြည့်လိုက်7 13 14 15 16 19 18 19 20 23နာရီဆိုတော့ဘယ်နှစ်နာရီထိရောက်သွားပြီတော့ 7နိုင်ခွဲ Okay, Saturday which one is yes 16:05 yes 16:05 this is 16:05 okay that's great okay so look at here 2:40 so this is 2:40 18:05 this is 18:05 11:30 this is 11:30 16:05 yes 16:05 this is 16:05 and 2:40 14:40 2:40 so this is 2:40 yes and 6:05 this is 6:05 yes and 16:05 this is 16:05 yes and then 23:30 this is 23:30 okay okay so that is great okay clap your hand and that's great how do you do it okay raise your hand and then love so this one here love and then ဘယ်အသေးပုံလေးကိုထောက်ကြည့်မယ်ဒီအသေးပုံလေးကိုထောက်ကြည့်မယ်ထောက်ကြည့်ပြီးတော့အဆက်လေး30ထဲကိုဝင်မယ်ဝင်ပြီးတော့ဗာလဲကိုကြိုက်တာလေးတွေပေးမယ် okay this is happy and this one here oh love okay that's great and then this one here wow I am angry စိတ်ဆိုးနေတယ် I am angry yes okay that's great ဒီအသေးပုံလေးကိုထောက်ကြည့်မယ်ထောက်ကြည့်ပြီးတော့ကိုကြိုက်တဲ့ပုံလေးဒီမှာဒုံးမြန်ပုံလေး rocket ဒုံးမြန်ပုံလေးလွတ်လိုက်မယ်လွတ်မှာ okay ဒုံးမြန်ပုံလေးလွတ်မယ် and then ဘာပုံလေးတွေလွတ်မှာတော့ဒီမှာနှက်ခမ်းနေပုံလေး
နှခမ်းဒီပုံလေးတွေတင်မယ် okay ကိုကြိုက်တာတင်လို့ရတယ် okay that great okay you can do it you can do it so here is okay, this one here quarter Q-U-A-R-T-E-R quarter H-A-L-L half a quarter this is quarter okay so this is quarter Q-U-A-R-T-E-R quarter Q-U-A-R-T-E-R quarter this is half H-A-L-L half so this is H-A-L-F half quarter is 15 minutes 1 5 quarter is 15 minutes half is 30 minutes 30 minutes quarter ကဘယ်နှမိနစ်ရှိတာလဲ quarter ကဘယ်နှမိနစ်လဲ Q-U-A-R-T-E-R quarter how many minutes in a quarter how many minutes in a quarter 15 မိနစ် yes that's great 5 minutes အကြည့်လောက် ခဏလေးနော်အားလေး laptop လေးအားကျသွားလို့အားလေးသွင်းလိုက်မယ်ခဏလေးပါ okay now you got it you got it okay this one here a quarter ကဘယ်နှမိနစ်လဲ how many minutes in a quarter 15 minutes and half 50 မိနစ် yes half H-A-N-L half 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 နိုင်ဝက် 30 မိနစ် နိုင်ဝက်ကတော့ဘယ်နှမိနစ်လဲ 30 minutes 30 မိနစ် yeah 30 minutes 30 minutes so 15 quarter this is quarter Q-U-A-R-T-E-R quarter this is half H-A-L-L half 30 minutes that's great a quarter and H-A-L-L half a quarter 15 minutes half နိုင်ဝက်ဒီပုံလေးမှာ so this picture ဒီပုံလေးမှာ quarter 15 မိနစ်ကြော်သွားတာလားလိုးနေတာလားတနာရီထိုးပြီလို့15မိနစ်ကြော်သွားတာလားလိုးနေတာလား 15 မိနစ်ကျော်သွားတာ ကြော်သွားတာ okay ဒီပုံလေးမှာတနာရီထိုးပြီလို့2နာရီထိုးဖို့တနာရီထိုးပြီလို့2နာရီထိုးဖို့15မိနစ်ကြော်သွားတာလားလိုးနေတာလားကြော်သွားတာလားလိုးနေတာလား ကျော်သွားတာ လိုနေရ လိုးနေတာ okay ကြော်သွားရင်ဘာတော့ ကျော်သွားတာ ကြော်သွားရင် past ကြော်သွားတာ ဟဲ့ ကြော်သွားရင် past ကြော်သွားတာဒီမှာ a quarter past 15မိနစ်ကိုကြော်သွားတာ half past နာရီဝက်ကိုကြော်သွားတာ
ကြော်သွားလို့ရှိရင်ကြော်သွားရင် past past ကြော်သွားရင် past past ဒီမှာ15မိနစ်ကြော်သွားလို့ past past ဒီမှာ But ဒီမှာနိုင်ဝက်ကြော်သွားလို့ past ကြော်သွားတာနိုင်ဝက်ကြော်သွားတော့ half past 15မိနစ်ကြော်သွားတော့ quarter past a quarter past ဒါပဲ လိုးနေလို့ရှိရင် past လိုးနေလို့ရှိရင် okay အဲ့ဆိုရင်နောက်တစ်ခုကြည့်မယ် this one here okay ဒီမှာကြော်သွားလို့ရှိရင်ကြော်သွားရင် past 15မိနစ်ကြော်သွားရင် quarter past ဒီမှာနိုင်ဝက်ကြော်သွားရင် half past ဒီမှာကျတော့ဘာဖြစ်နေလဲဆိုတော့2နာရီထိုးဖို့15မိနစ်ကြော်သွားတာလားလိုးနေတာလားကြော်သွားတာလားလိုးနေတာ လိုးနေတာ ဒီမှာ လိုး ကျ နေ တော့ ရ ကြော်သွားတာမဟုတ်လိုးနေတာလိုးနေရင်ကျတော့ဘာအောင်ဆိုတော့ TO2 2နာရီထိုးရင်15မိနစ်လိုးတယ်ဆိုရင် a Chodora. quarter to But a quarter to ပါရာ 2အဲ့ဆိုလိုးနေရင် TO2 ကြော်သွားရင် P A ဘီ S ဘီ T AST past pass ကြော်သွားရင် PAST past လိုးနေရင် TO2 TO2 okay that's great but okay June. အဲ့ဆိုရင်ဒီနေ့တော့ဒီလောက်ပဲဒီနေ့မှတ်ထားမှာဗာမှတ်ထားမှာတော့ဆိုတော့ဒီနေ့မှတ်ထားမှာဗာမှတ်ထားမှာလဲဆိုတော့15မိနစ်ဆိုရင်ဘယ်လိုပြောလဲ quarter နိုင်ဝက်ဆိုရင် HALL half ကြော်သွားရင် PAST past လိုးနေရင် TO2 ဘယ်နှခုမှတ်မှာလဲ1 2 3 4 4ခုပဲမှတ်မယ်15မိနစ်ဆိုရင် quarter တဝက်ဆိုရင်နိုင်ဝက်ဆိုရင် half လိုးနေရင် LFF PO2 ကြော်သွားရင် PAST pass past pass okay so အဲ့ဒါဆိုရင်ဒီဟာလေးတစ်ခုပဲမှတ်မယ်15မိနစ်15မိနစ်ဆိုရင်ပါလေ QUARTER quarter မိနစ်30နိုင်ဝက်ဆိုရင်ဘယ်လောက်လဲ HALF half ကြော်သွားရင် PAST past လိုးနေရင် TO2 okay ဒါလေးမှတ်မိပြီလားဒါလေးမှတ်မိပြီလား ဟုတ် လိုက်ဆိုမယ်15မိနစ်ဆိုရင် quarter နိုင်ဝက်ဆိုရင် half 30 ကြော်သွားရင် past yes 5 ကြော်သွားရင် past လိုးနေရင် TO2 2 okay that's great and we'll see tomorrow မနေ့ပြန်မှာဘာလုပ်ကြမှာလဲ we will see ဘာလုပ်ကြမှာတော့ဘာလုပ်မှာလဲ တွေ့မယ် okay ပြန် that's တွေ့မယ် great okay say bye bye အဲ့ဆိုရင်ဒီမှာ emoji လေးကြည့်မယ် emoji လေးကြည့်မယ်ဒီထဲကနေ bye bye ဆိုရင်ဘယ်ခလုတ်လေးနှိပ်မှာလဲ bye bye ဆိုဘယ်ခလုတ်လေးနှိပ်မှာလဲ is it true bye bye ဆိုရင်ဘယ်ခလုတ်လေးနှိပ်လို့ရလဲ ခဏအဲ့ဟုတ်တယ်မှာချင်းမှာ okay this one here ဘာတော့ bye 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 okay yes that's great okay we'll see again tomorrow and that's all okay bye bye